အားကုစားပါအံသမီးဤလုံလောက်ဝိရိယဖြင့်နလန်ထူပါစေအံမွေးကျေးဇူးကိုမသိတတ်သောထိုသောသူတို့အားသိနာလေအောင်ဆွဲဆောင်နိုင်စွမ်းကိုသမီးအားပေးပါလေတွေ့ရအံ့သောဘေးရန်တို့ကိုသမီးထင်မည်မဟုတ်တဘဝတွင်တခါသာသေရသည်ဖြစ်၍အဘယ်နည်းနှင့်သေရသည်ဖြစ်စေသမီးနိုင်မထ